စိတ်ရှိသည့်ခန့်နဲ့ကောင်မလေးတယောက်ရဲ့ဖုန်းကိုစိတ်ရှိရှိနဲ့ပြင်ပေးသွားမှာပဲဖြစ်ပါတယ်။ကဲလဲပြီးသွားရင်ဘလို့တောင်ပြောင်းလဲသွားမလဲကြည့်လိုက်ရအောင်။အခုလိုအရာတွေကိုလက်ရပြောင်းပြပြင်ပေးတဲ့အပြင်စားဖစ်တိုင်းအတွက်အာမခံအပြေးအဝဖြစ်ဈေးနှုန်းမှန်ကန်စွာစားဖစ်ပေးနေပါတယ်။ဖုန်းစားပေးနဲ့ပတ်သက်ပြီးသိလို့လားရှိရင်ကွန်မန့်မှာမေးခဲ့လို့ရပါတယ်ရှင်။